လောကကြီးမှာယူရချက်အတွက်ပန်းတိုင်ကိုရအောင်ရှောင်းနေသေးသေးတင်မှန်သေးလေးတိုက်တိုင်းလွင့်နေရအောင်တည့်ရွက်ချော်မှမဟုတ်တာအမုန်းခိုင်းရတိုင်းတာဝါနေရရင်ကိုမြတ်ဤနဲ့ကိုတော်ကမ်းမမီလမ်းမမီလွင့်မျောနေလောက်ပြီး6တိုင်းကြောက်ရလဲဒီကပတ်မှာနေစရာနေရတော့ရှိမှမဟုတ်တော့သလိုကြောက်တိုင်းပြေးရလဲကပတ်အပြင်ဘက်တောင်ရောက်နေလောက်ရောပေါ့ပုံဗီဒီမရှိတဲ့ဘဝသမိုင်းစာမျက်နှာပေါ်မှာအမှားပေါင်း16000အဖြတ်အရာတွေဘလက်ပွားနဲ့ဘသူမှဒဏ်ရာနဲ့တော့မกินဘူးဒီလိုပဲမှားသွားလိုက်ပြန်ပြင်လိုက်လဲကြလိုက်ပြန်ထားလိုက်နဲ့ပဲပန်းတိုင်ကိုနန်းကင်ကြတာပဲလေအမေကလမ်းလျှောက်တက်အောင်တင်ပေးခဲ့တယ်လောကကြီးကနေတတ်အောင်တင်ပေးလိမ့်မယ်ဘလို့နေမလဲဆိုတာတော့စဉ်းစားငငယ်ကအချင်းချင်းလဲကြဟိတာတော့ပြန်ထားပြီးဒီနေ့ထိရောက်အောင်ရှောက်နိုင်ခဲ့သည်အမားတွေကိုဖြစ်လိုအပ်ချက်ကိုဖြစ်နောက်နေ့တွေအတွက်စက်တာလျှောက်လဲမပြောက်စေနဲ့ပန်းတိုင်ကရောက်ကိုရောက်တယ်မင်းကန်ကောင်းနေဖို့မလိုဘူးမင်းကောင်းနေဖို့ပဲလိုတာပါကံကောင်းနေခြင်းကမင်းကိုမကောင်းစေပါဘူးဒါပေမဲ့မင်းကောင်းနေခြင်းကမင်းကံကိုပါကောင်းစေပါတယ်ဘာလို့လဲဆိုတော့ကံဘလို့ပဲကောင်းကောင်းမင်းမှာကြိုးစားခြင်းစိတ်အလုံးလုံးခြင်းတဲ့စိတ်မရှိရင်ကံဆိုတဲ့အရာကြီးကမင်းဘဝရဲ့စားဝင်နေကိုတာဝန်ယူမှာမဟုတ်ပါဘူးလေအေးဒါပေမဲ့ကံဘလို့ပဲဆူဆူပါစေမင်းမှာကြိုးစားခြင်းစိတ်အလုံးလုံးခြင်းတဲ့စိတ်ရှိနေသေးရင်တော့မင်းဘဝရဲ့စားဝင်နေကိုမင်းရဲ့ကြိုးစားမှုတွေမင်းရဲ့လုပ်အားတွေကတာဝန်ယူသွားလိမ့်မယ်ဘုဒ္ဓဘာသာတရားအနေနဲ့ကံကိုမယုံပါနဲ့လို့တော့မပြောလို့ပါဘူးဒါပေမဲ့လူငယ်တရားအနေနဲ့ပြောချင်တာတစ်ခုကကံဆိုတဲ့မမြင်ရတဲ့အရာထက်မင်းဆိုတဲ့မြင်နေရတဲ့မင်းကိုမင်းပိုပြီးယုံကြည်ပါလို့ပြောချင်ပါတယ်ကံကောင်းခြင်းကံဆိုခြင်းဆိုတာမင်းအပေါ်မှာပဲမူတည်ပါတယ်ယူလို့လည်းပါပဲမင်းကောင်းနေမင်းကံကောင်းလိမ့်မယ်မင်းဆိုးနေရင်တော့မင်းကံဆိုးလိမ့်မယ်ကျွန်တော်ဘာပဲလုပ်လို့မင်းကံဆိုးနေတယ်လို့ညီယူမနေပါနဲ့အဲ့လိုကံဆိုးလို့ဆိုတဲ့အလုပ်တွေကိုဘယ်နှကြိမ်စူးစမ်းပြီးလုပ်ဖို့လဲဒီကြိမ်လုံးပြီးကန်ဆိုးတယ်လို့ထိုင်အောင်နေပါနဲ့အဲ့ဒါကန်ဆိုးတာမဟုတ်တော့ဘူးမင်းပြင်းတာမင်းညံ့တာဖြစ်သွားပြီဘာပဲလုံးလုံးကန်ကိုပဲအပြစ်ပုံချမ်းမနေနဲ့မင်းကိုမင်းလည်းအပြစ်တင်ကြည့်ပါဦးအဲ့ဒါပဲဖြစ်နေတာကန်ကြောင့်မဟုတ်ဘူးအဲ့ဒါတွေဖြစ်နေတာမင်းကြောင့်ဆိုတာမမေ့ပါနဲ့လူငယ်တွေမြင်မြင်မှတ်ထားပါမင်းတို့အရန်ယောဂီနေပါတယ်ဆိုတဲ့ကန်ကောင်းခြင်းကြီးကဘတော်မှမင်းတို့စီကိုအပြုံးလေးနဲ့လာမှာမဟုတ်ဘူးမနေ့ပြန်တိုင်းမှာကန်ကောင်းခြင်းတွေရှိရဲ့ဒါဆိုရင်အဲ့ဒီကန်ကောင်းခြင်းတွေကိုကျွန်တော်တို့ဘာလို့မရလဲဘာလို့မရလဲတီလားမင်းတို့မနေ့ဖြန်အတွက်မင်းတို့ဒီနေ့အသုံးမကျလို့မရတာကွာအနာဂတ်မနေ့ဖြန်တိုင်းရဲ့ကံကောင်းခြင်းတွေလိုချင်ရင်ပြစ္ဆုတ်ပါနေ့ရက်တိုင်းကိုအကောင်းဆုံးကြိုးစားဖို့လိုအပ်တယ်ဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့မင်းလိုချင်တဲ့ကံကောင်းခြင်းကိုမင်းကလွယ်ပြီးဘယ်သူမှယူပေးနိုင်မှာမဟုတ်ဘူးနော်လူငယ်တွေပြန်ပြီးညှဝေပေးပါမင်းတို့ကြိုးစားမှုရဲ့နောက်ွယ်မှာမင်းတို့ရဲ့ကံကောင်းခြင်းကိုရှိနေလို့ပါပဲကံကောင်းခြင်းရဲ့ပြင်းရခြင်းနဲ့ထက်တာခြင်းကိုလိုဝဲကရှောင်ပါလူငယ်တွေတို့တက်စေဖို့ရည်ရွယ်ခဲ့ပါမိတ်ဆွေတို့ကအကျိုးသုံးတွေရလိမ့်မယ်လို့ယုံကြည်ပါတယ်အသေးလေးပေးခဲ့ပါနောက်ရက်တွေမှာစောင့်မော်နာစစ်တွေလုံးမှာစပြီလို့ပြောချင်ပါတယ်